EB မှာတဲ့စီရင်ဘက်ထရီတုံးကမကြဖြစ်နေပါတယ်တဲ့အမြဲပြည့်နေတာပဲပြနေလို့ပါဆရာတဲ့အားကုန်မကုန်မတိရဖြစ်နေပါတယ်တဲ့ကျေးဇူးပြုအကြံလေးပေးပါဦးတဲ့โอเคကျွန်တော်ကအဖြစ်များတတ်ပါတယ်เนาะဒါပြက်တာမဟုတ်ပါဘူးเนาะကျွန်တော်ဒီမှာရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော် EB တွေမှာကကျွန်တော်ကအရင်တော့ကျွန်တော်၄လုံးတိုးလာတယ်၅လုံးတိုးလာတယ်ပေါ့ဗျာ6လုံးတိုးကနောက်မှထပ်ပို့တယ်နောက်ပိုင်းမှာတော့ကျွန်တော်ကလူတွေရဲ့ဈေးကွက်လိုအပ်ချက်အတုံးတွင်ကျယ်မှုအရာလေးလုံးတိုးတွေကိုသိပြီးတော့မကြကြတော့ဘူးစီးတဲ့မိုင်းနှုံးရည်နဲတယ်ပေါ့နော်ရုံဆွဲလည်းနည်းနည်းလေးရောတယ်ပြောရမှာပေါ့အဲ့တော့ကျွန်တော်ကလေးလုံးတိုးကနောက်ပိုင်းဈေးကွက်ထဲကိုကျွန်တော်မဝင်လာတော့ပါဘူးအတုံးနဲသွားပြီပေါ့နော်ကျွန်တော်စီမှာတော့9လုံးတိုးနဲ့6လုံးတိုးကိုတုံးကြပါတယ်အဲ့မှာ9လုံးတိုးနဲ့6လုံးတိုးတွေကျွန်တော်ကကုမ္ပဏီတွေကနေပြီးတော့နောက်ပိုင်းမှာကျွန်တော်ပြောင်းလာတာပေါ့နော်အရင်တော့9လုံးတိုးဆို9လုံးတိုးတို့အတွက်အတီးတန့်ဒိုင်ကွက်တွေရောခဏကကွန်ထရိုလာတွေရောတီးတန့်လာပါတယ်ခုနောက်ပိုင်းမှာကျွန်တော်ကွန်ထရိုလာလည်း9လုံးသုံးမလား6လုံးသုံးမလား2မျိုးသုံးလို့ရတယ်တချို့ဆိုရင်3မျိုး4မျိုးတွေသုံးလို့ရတယ်ရှိပါတယ်အဲ့တော့ဒိုင်ကွက်ကိုလည်းကျွန်တော်ကဒီကုမ္ပဏီကဒီမှာကျွန်တော်ဆိုင်ကယ်စီးထုတ်မယ်ဆိုကြပါစို့ဗျာကျွန်တော်တို့ဒီမှာခဲပါ U60 ပေါ့ U90 ပေါ့ကျွန်တော်တဘောတရားပြောပြပါနော်U60 က9လုံးတို့ U90 က6လုံးတို့ထုတ်မယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒိုင်ကွက်ကိုသူတို့က2မျိုးမထုတ်ချင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့နည်းနည်းဇေယျရှုံမှာဆိုလို့အဲ့တော့ကျွန်တော်ဒိုင်ကွက်က1မျိုးတည်းပဲကျွန်တော်တို့ကခဏက60ဘို့မှာ3မလား82ဘို့မှာ3မလားဆိုပြီးတော့ရွေးချယ်လို့ရအောင်ကျွန်တော်ဒိုင်ကွက်မှာအောက်ကိုသူက socket လေးထုတ်ထားပါတယ် socket လေးကတပင် socket လေး2ခုပဲသူ့ကိုတက်ထားလို့ရတယ်ဖြုတ်ထားလို့ရတယ်အဲ့လို socket လေးပါပါတယ်အဲ့ဒါလေးကျွန်တော်ကပုံမှန်ဆိုတော့သဘောက60ဘို့မှာ3မယ်ဆိုရင်တော့သဘောတက်ထားရမယ်ပေါ့နော်82ဘို့မှာ3မယ်ဆိုဖြုတ်ထားရမယ်ဒါပုံသေးမုံတော့တစ်ခုနဲ့တစ်ခုမှာကျွန်တော်ပြောင်းလဲမှုရှိပါသေးတယ်အဲ့လို socket လေးပါပါတယ်ပါတဲ့အချိန်မှာကျွန်တော်ကဘာဖြစ်လဲဆိုတော့ဟုတ်ပြီဒီဇိုင်းကကျွန်တော်က60ဘို့3မှာဆိုပြီးတော့ကျွန်တော်ဒိုင်ကွက်ကဆွတ်ထားပါလိမ့်မယ်တကယ်တမ်းအဲ့တက်ကိုကျွန်တော်ကအစ်စ်မှာတက်စင်တဲ့ချိန်ကျတော့82ဘို့ဆိုင်ကမှာတက်စင်လိုက်တယ်ဒါပေမဲ့ socket ကတော့တက်ထားပြီးသားဖြစ်တယ်60ဘို့3မယ်ဆိုပြီးတော့အဲ့အတွက်ကျွန်တော်ကဒိုင်ကွက်က60ဘို့3မှာပဲဆို socket ကတက်ထားတယ်ဗျာအဲ့တော့ကျွန်တော်ကဆိုင်ကယ်ကရောက်လာပြီဆိုင်နေလည်းကျွန်တော်ကတချို့ဆိုရင်ကျွန်တော်ကလောလောနဲ့ဆင်လိုက်တယ်အားကုန်မကုန်လည်းကျွန်တော်မစစ်တော့ဘူးပေါ့နော်အားကုန်လည်းမထားဘူးဗျစီးမှမစီးတာဘူးသူကခါဆင်ပြီးရောင်းတာဘူးအဲ့တော့ကျွန်တော်ကဆိုင်တွေကိုကျွန်တော်အပြည့်ပြောရမှာမဟုတ်နော်ဒါလေးကဘာမှလည်းခက်ရလည်းမဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်ကအဲ့ဒီ socket လေးကတက်ထားဖြစ်တဲ့အတွက်ဒိုင်ခွက်ကသူက60ဘို့ဆိုင်ကယ်ကို3မယ်ဆိုပြီးတော့သူကအလုပ်လုပ်နေတယ်အဲ့ဒီတော့82ဘို့ကနော်အားကုန်နေရင်လည်း60ဘို့မှာအားကုန်တယ်ဆိုမပြနိုင်တော့ဘူးဗျဘာလို့ဆိုဒိုင်ခွက်က60ဘို့မှာအလုပ်လုပ်ပါမယ်လို့သူကကြိုးလေးတက်ထားလိုက်တာဟုတ်အဲ့တော့ကျွန်တော်ကအားကုန်သွားမယ်နောက်ဆုံးကျွန်တော်အားကုန်သွားမယ်ဗျစီးမရတော့ဖြစ်သွားမယ်ဒိုင်ခွက်ကတော့ကြောက်အောင်မှမဟုတ်ဘူးအားကတော့တက်နေဦးမှာပဲအပြည့်ပြနေဦးမှာပဲအဲ့တော့မပူပါနဲ့ဒါကပြက်တာလည်းမဟုတ်ဘူးစိုင်းအောင်သွားကြရမလို့ကိုယ့်အကူလှုပ်လို့ရတယ်ခုနကဒိုင်ခွက်ရဲ့အနီးနားဝင်းကြီးကိုကြည့်လိုက်ပါဒိုင်ခွက်ရဲ့အောက်နဲ့အောက်နားသို့မဟုတ်လည်းဒိုင်ခွက်စော့ကက်နားမှာရှိပါလိမ့်မယ်ခုနကကျွန်တော်ပြောကြိုးလေးတစ်ပင်နှစ်ခုဒီလိုတက်လို့ရမယ်ဖြုတ်လို့ရမယ်အဲ့ဒီကောင်လေးတက်ထားတာရှိရင်ဖြုတ်လိုက်ဖြုတ်ထားရင်လည်းတက်လိုက်ပါဒါဆိုမိတ်ဆွေဆိုင်ကခုနကအားကုန်တာမကုန်တာဘူးဒါတိတိကျပြနိုင်သွားပါလိမ့်မယ်ဒီလောက်ဆိုရင်ကျွန်တော်ဖြေပေးတာလေးကအဆင်ပြေမယ်လို့ထင်ပါနော်ကိုယ်တိုင်လုပ်ယူပါအဆင်ပြေပါစေ